ပြီးအားလုံးပဲမင်္ဂလာပါကျွန်မရဲ့ channel လေးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ချင်းပြီးခဲ့တဲ့ဘက်ကလေးကျွန်မတင်တော့တင်နေသလားဟောလေ line နေမကောင်းတာနဲ့တင်လို့မရတော့ဘူးเนาะကဲဟုတ်ပါပြီဒီတစ်ပတ်တော့ပြီးရရက်ပြည့်3ရက်တည်းလဲဆိုတော့လေကျွန်မမိတ်ဆွေတွေကိုနည်းနည်းငဲလိုက်တဲ့အနေနဲ့ပေါ့เนาะတစ်ပတ်စာမတင်ပေးတာပါဒီတစ်ပတ်ကတော့10ရက်လျှောက်လာမှာ12ရက်လျှောက်လာပေါ့เนาะ2026ဖြစ်ပါတယ်အဲ့ဒီတပတ်စာကတ်ကလေးကတနင်္လာနေ့မှာရှောက်လေးငါးနေ့မှာ10နှစ်ပေါ့နော်ဒါဝမ်းချင်းလေးတွေပေးထားတာပါရှောက်နဲ့လေးတစ်လုံးလာမယ်သို့မဟုတ်10နှစ်ပေါ့နော်တကယ်တော့ဒီဟာတွေကဟူးမကြုံမှာတွဲပြီးတော့ထွက်တယ်ပေါ့နော်တွဲထွက်လေးရှိတယ်ပြီးခဲ့ဘက်ကတော့ခွန်တစ်လုံးကြိုက်တာလေအဲ့ဒါမလာတော့ဘူးပေါ့နော်ကဲဒီတစ်ပတ်ကတော့ဒီမှာကြည့်ရှောက်နှစ်10လေး4နှစ်ရှောက်ရှစ်ပေါ့နော်ဒီလေးလုံးလေးကိုခွေပြီးတော့ဟူးမကြောထိုးမယ်ဆိုရင်ခွေရင်အများကြီးဖြစ်မှာဆိုလို့ပေါ့နော်ဒီနှလုံးအပေါ်နှလုံးကိုအောင်နှလုံးနဲ့တွဲတာထိုးဒီလိုတစ်ခွက်ချင်းနဲ့ထိုးပေါ့နော်အဲ့ဒါဆိုရင်တော့မလွတ်တမ်းပေါက်မယ်လို့ပြောလင်းပါတယ်ရေးကြည့်ရတော့ရှောက်နှစ်ပေါ့နော်ကျွန်မကတော့ဟူးမကြောရှစ်တလုံးဘိုင်ပေးထားတယ်ပေါ့နော်ရှစ်ဘိုင်ပေါ့နော်အဲ့တော့ရှစ်ထိပ်ကိုပို့ထိုးပြီးတော့ရှစ်ပိတ်ကိုတော့နည်းနည်းပဲထိုးချင်ထိုးပေါ့နော်တနေ့ဒီရှစ်ကဟူးမကြောဆိုပေမဲ့သူကတနင်္လာနေ့ကိုကျွန်မကြိုက်တယ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်ခွေရလဲ8.5ခွေဒီတစ်ပတ်ကတော့3လုံးနဲ့ရအောင်မလို့အပူပါမယ်ပေါ့နော်အပူလာလိမ့်မယ်ပေါ့နော်ဒီတစ်ပတ်တည်းမပြောက်ကနန်းတော့8ခွန်3ညဖြစ်ပါတယ်ပြီး8တလုံးထပ်တွေ့ရပေါ့နော်8ခွန်3ည8ပေါ့နော်ဒါပေမဲ့သူကအလုံးလျှော့ပြီးကြည့်မယ်ဆိုရင်8ခွန်3ညပေါ့နော်ဒါလေးဒီ3လုံးကတော့လုံးဝမပြောက်ဘူးပေါ့နော်အဲ့ဒါမျိုးလေးပါပြီးရင်9ရဲ့80ရဲ့31ရဲ့68ရဲ့ဟိုးဝဲကျော်8တလုံးပေးထားတဲ့အတွက်80 68ပေါ့နော်ဒီမှာကြည့်88ပေါ့နော်အဲ့ဒါမျိုးကြီးထိုးပေါ့နော်နောက်ပြီးတော့တပတ်စာလုံးမှာပေါ့နော်ကျွန်မကြိုက်ဆုံးကတော့ဒီနှစ်ကွက်ထဲကတစ်ကွက်ပေါ့နော်ဒီကွက်ပြီးမှလားဒီကွက်ပြီးမှလားတော့မသိဘူးပေါ့နော်အဲ့နှစ်ကွက်ထဲကတစ်ကွက်ကျိန်းသေးပါလေပြီးကြတော့ဒီခွန်ဒီ၄ကွက်ထဲကတစ်ကွက်ပေးရမယ်သို့မဟုတ်ဒီနှစ်ကွက်ထဲကတစ်ကွက်ပေးရမယ်ပေါ့နော်ရှင်းလေးပါပဲပရိတ်တွေကတော့83ပရိတ်16ပရိတ်ဖြစ်ပါတယ်ကျွန်မပေးတဲ့ပရိတ်တွေကတော့အမြဲတမ်းဝက်ဒီပဲတွဲလေးရှိတယ်ပေါ့နော်နောက်ပြီးတော့တခါဒီမှာကအပူးဆိုရင်449966ခွန်ပေါ့နော်ဒီ၄ကွက်က main ဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မရဲ့မိတ်ဆွေတွေကျွန်မရဲ့ channel လေးကိုကြိုက်တဲ့နှစ်သက်တဲ့ဆိုရင်တော့like subscribe ကလေးနှိပ်ထားပေးပါနော်ကြည့်သူပြပြ like subscribe ကလေးနှိပ်ထားပေးပါအပန်းမကြည့်ပါဘူးရှင်ပြီးရင်ဒီတစ်ပတ်ကအခွေလေးရှိတယ်ပေါ့နော်ဒီတစ်ပတ်ကခွေက8.5ပေါ့နော်ဒီ3လုံးနဲ့ခွေပြီးတော့မှအပူထည့်ထိုးပေါ့နော်အပူကတော့ဘယ်ပူပေးမလဲမသိပေမဲ့ဒီအပူလေးခွက်ကိုတော့အကြိုက်ဆုံးဖြစ်ပါတယ်အဲ့တော့ဒီနှစ်ကွက်ထဲကိုပဲဟိုမကြုံမင်းထိုးရင်ထိုးဒါမှမဟုတ်ရင်တောက်ကြနေမှာထိုးပေါ့နော်ဒီနှစ်ကွက်ကတော့အဲ့လိုမျိုးလေးဖြစ်ပါတယ်ရှင်အားလုံးပဲကျွန်မမိတ်ဆွေတွေကျွန်မရှင်မရပါသည်စားတဲ့ဘို့တိုးပြီးပေါက်ကြပါသည်ရှင်ဒီဟာလေးကရှောင်းနှစ်ပေါ့နော်ရှောင်းနှစ်ကျွန်မပေးသမျှဒီဝမ်းချင်း၄လုံးပေါ့နော်ပြောမယ်ဆိုရင်ဝမ်းချင်းနှလုံးကဒီလိုလေးတွဲထွက်တာအများဆုံးပေါ့နော်နှစ်တူရှောင်းနှစ်တူကောင်းပါလေအားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe လုပ်နေတာပဲ second shot ရိုက်ရှင်လည်းရိုက်ထားလို့ရပါတယ်နော်